ကျွန်တော်ရဲ့ဒီ YouTube အမျိုးတို့ကျွန်တော်ပြောမယ်နော်ဒီနေ့ကတော့25ရက်နေ့တနင်္လာနေ့ကနေနော်25 26 29 28 29ပေါ့ဗျာ25 26 29 28 29နေ့9ရက်ပေါ့5ရက်ပေါ့ဗျာနော်5ရက်မှာဇာတို့ကတော့အမာကရာဂိုင်လုံးကောင်းတဲ့ပတ်တီကတော့6တလုံးပါဗျာနော်6ကိုတင်ပြီးဘက်ကမှာပါတယ်92 94 99ကိုဆိုတဲ့ကဏ္ဍလေးကိုဒါတင်ထိုးရမယ်ဗျာဒါကတော့တခါတည်းကိုကျွန်တော်ဒီနေ့တနင်္လာနေ့မနေ့9:40မှာကျွန်တော်49မိနစ်9:49မှာကျွန်တော်ပြောပြလိုက်တာနော်6တလုံးမှာ6ကိုဇာတို့လိုက်ကမှာ92 94 99ပါရှိတာအကုန်ယုံကြည်ကြည်ပတ်ပါဗုဒ္ဓမကြုံဗျာဒီဆိုင်ကကြမယ်ထား6တလုံးကြမှာနော်ရာဂိုင်လုံးကောင်းတယ်ထား6တလုံးကြိုက်လိုက်ဒါပဲတနေ့နေ့မှာကြာမယ်အင်္ဂါနေ့ကြာဗုဒ္ဓနေ့ကြာမယ်ဒါ6တလုံးကျွန်တော်ပြောလိုက်ပြီထွက်လာရင်မောင်လေးတားလေးညီလေး6တလုံးကထွက်တယ်ကွာအခုတို့ဘယ်လောက်ပေါက်တယ်100ဦးပေါက်တယ်900ဦးပေါက်တယ်1000ဦးပေါက်တယ်ကိုမှန်နေမှာမန်းဟုတ်ပြီကျွန်တော်စတီကလည်းညိုးထိုးတဲ့အောက်ကဆက်ကိုလိုက်လေးကိုနှိပ်ထားကျွန်တော်တရီးဒီ6လပိုင်းတရက်နေ့တလီးစီ3လုံးကြီးချဲကြီးအကောင်းရတာတယ်ဒီကနေကျွန်တော်တက်တင်ပေးမယ်နောက်ပိုင်းမှာဆက်ကိုလိုက်မနှိပ်တို့နော်လက်မလေးမနှိပ်တာတို့မရလိုက်တာမမြင်နိုင်တော့မပြောတတ်ဘူးဒီနေ့ကတော့ကျွန်တော်12နာရီ1မိနစ်အတွက်ကိုအကျိုးကြီးလိုက်တာတော့နော်အကျိုးကြီးလိုက်တာ3ည1နေ့ကီးပါဗျာနော်3ည1နေ့ကီးပါအကျိုးကြီးတာကောင်းတယ်3ည1နေ့ကီးပါကျွန်တော်တင်ပေးလိုက်ပြီနော်ဒီနေ့အကျိုးကြီး12နာရီ1မိနစ်အတွက်ကို3ည1နေ့ကီးပါကြိုက်ရင်တော့ကိုကြိုက်တဲ့ဝမ်ချင်းလေးကတ်ကစားပါလုံးဝဟို6တလုံးမမိပါနဲ့92 99 94 99ကိုမွေးတာပါထွက်လာရင်ကျွန်တော်တစ်ချက်တစ်ပြားပေးရမလို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်စတီကလည်းရိုးထိုးတဲ့အောက်ကဟာလေးတွေကိုဟိုဘယ်လိုခေါ်မလဲနှိပ်ပေးတာပါကျွန်တော်တင်ပြတတိတိ3လုံးနဲ့ဒီလိုတစ်ပတ်စာအမွေးတွေအများတိုင်းတွေ့အောင်ပါနော်ကျွန်တော်ဒီကဗီဒီယိုဆော်လေးကနေစကားနဲ့ပြောမယ်ဒါမှမဟုတ်စာလေးရေးတင်မယ်နော်အားလားလေးကျွန်တော်တက်ပြောတာပါကွန်မန့်မှာโอเคလေးမှန်ပေးပါအောင်ဗျာကျွန်တော်အားစီအောင်အားလုံးပဲချေးခင်ရှိပါတယ်ဗျာအားလုံးပေါက်ကြပါစေကံကောင်းကြပါစေတတိတိထွက်ရင်ရကြပါဗျာကျေးဇူးပါဗျာ